hate me. Tell me how you hate me. Tell me how. See your shadows in my room. Can't take. ကဘာကျော် rapper Juice WRLD တယောက်သူ့ရဲ့နောက်ဆုံးအချိန်လင်းမော်ကနေလော်ကြီးထွက်ပြေးဖို့ဘာလို့အသေးအံကြိုးစားခဲ့တာလဲတကယ်တော့မဆုံးခင်နိုင်ပိုင်းလိုလေးမှတင်မဲ့ချီကာကိုသွားမဲ့ကိုပိုင်းလင်းပေါ်မှာတငယ်ချင်းတွေနဲ့အတူတူပျော်ပျော်ပါပါစားနောင်နေတာကိုအားလုံး Instagram မှာမြင်ခဲ့ကြရသေးတာပါဒါပေမဲ့ဒီလို AC ရှိနေတဲ့အခြေအနေကခဏမှနေမဲ့ပြောင်းလဲတစ်ခုကြီးကြီးမားမားဖြစ်သွားခဲ့တယ်ဗျ။ဘာလို့လဲဆိုတော့ပေါက်ကြားလာတဲ့မူရင်းမှတ်တမ်းအမှုတွဲတွေက Juice တယောက်ဘာတိသွားရလဲဆိုတော့လေရင်ကွင်းစင်းတာနဲ့အထူးစုံစမ်းရေးအဖွဲ့ကစောင့်ပြီးတော့သူ့စီမှာပါမဲ့ပစ္စည်းတွေကိုစစ်ဆေးဖို့အစဉ်အသက်ဖြစ်နေပြီဆိုတာသိသွားခဲ့တာအကြောင်းပါ။ဒါနဲ့စဉ်းစားစရာရှိတာအာနာပိုင်တွေက Juice WRLD လေရင်စင်းတာနဲ့ဒီလိုတရားမဝင်ပစ္စည်းတွေပါလာမယ်ဆိုတာကိုကြိုပြီးဘယ်လိုလုပ်သိနေကြတာလဲ။ဒါလွန်ခဲ့တဲ့2နှစ်ကသူကြီးစားရဲ့အမှုအောင်နဲ့ပတ်သက်နေတာလား။ဒါမှမဟုတ်သူမဆုံးရင်6ရက်အလိုတွေမဲ့ဆုံးသွားတဲ့တခြား rapper တယောက်ရဲ့ကိစ္စကြောင့်လား။ See your shadows in my room. Can't take. မင်္ဂလာပါကျွန်တော်ကတော့ထုံးစံတိုင်း The Hidden Truth ကကိုစင်မဲဖြစ်ပါတယ်ကျွန်တော်ဒီ Juice WRLD ရဲ့အကြောင်းမပြောခင်ကျွန်တော်ရဲ့ The Hidden Truth Channel လေးကဆက်စဗီဒီယိုတစ်ပုဒ်ကနေပြီးတော့အခု9ပုံမြောက်တဲ့အချိန်မှာ subscriber 1000ပြည့်သွားခဲ့ပါပြီအဲ့ဒီအစားကနေကျွန်တော်အခုချိန်นี้အများနဲ့အားပေးကြတဲ့ပရိသတ်တွေကျွန်တော်ရဲ့ viewers တွေအကုန်လုံးကိုဒီနေရာကနေကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်စိတ်ဝင်စားစရာဗီဒီယိုလည်းအများနဲ့တင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကိုအများနဲ့စောင့်ကြည့်ပေးဖို့အတွက်နှိုးဆော်လိုက်ပါတယ်ဒါဆိုကျွန်တော်နဲ့အတူတူ Juice WRLD ရဲ့အမှုစီတွားလိုက်ရအောင်Always had issues with even before you started to get famous and rich. Yeah, for sure. I mean, it was something that I was into early, low-key due to music. The second song I've ever heard about Future, like off the first mixtape, had me wanting to at like 11, 12 years old, bro. နောက်ထပ်2နှစ်3နှစ်လောက်ကြာတဲ့အခါမှာတော့ Juice WRLD တယောက်ပိုပြီးပြင်းထန်တဲ့ဆေးပြောရည်နဲ့နက်ပတ်သက်မိသွားပါတော့တယ် I ran into some my freshman year, 14, 15 years old, 13. ဒါပေမဲ့ဒီလောက်ပြင်းထန်တဲ့ဈေးဝါးတွေဘလောက်တောင်မှဆိုးရလဲဆိုတာကို Juice WRLD ကိုယ်တိုင်ကောင်းကောင်းသိနေခဲ့ပေမဲ့လည်းသူ့ရဲ့ဆွဲလမ်းမှုကိုတော့သူကိုယ်တိုင်မှဖြတ်တောက်နိုင်ခဲ့ရှာပါဘူး I'm telling you, hell no. But your body is like it could tear you apart. သူ့ရဲ့တခြင်းတွေထဲမှာလည်းသူစိတ်ထဲကတောကတွေပူပန်မှုတွေတွေးတောပြီးတော့အမြဲတမ်းလှုပ်ရှားရုန်းကန်နေရတဲ့စိတ်အခြေအနေတွေကိုကုစားဖို့အတွက်ဒီလိုအရာတွေမှီဝဲနေရတဲ့အကြောင်းခဏထည့်ပြီးတော့သိဆိုဖို့ခဲ့တယ်လို့သူ့ရဲ့ချစ်သူကရှင်းပြခဲ့ပါတယ်အသက်ငယ်ရွယ်နဲ့ဒီလောက်ထိနာမည်ကြီးလာပြီးငွေကြေးအမြောက်များကိုလွယ်ကူကင်တွယ်နိုင်တာကလည်း Juice WRLD ရဲ့ဆေးဆွဲတဲ့ပြဿနာကိုပို့ပြီးတော့ဆိုးရလာစေဖို့တွန်းအားပေးခဲ့ပုံရတယ်ဗျ You feel like you fell into that trap though, as you started to get money and stuff, you just started to do more and more and kind of let it get bad. I would say, I guess somewhat. နောက်ပြီးတော့အခြား Instagram live stream တစ်ခုမှာသူဘာပြောခဲ့ဘူးလဲဆိုတော့သူ့ကိုစိတ်ဆက်စေခဲ့တဲ့မူလပြဿနာတွေကိုဖြေရှင်းဖို့အတွက်ဒီငွေကြေးဥစ္စာတွေကဘာမှတိတ်ပြီးရမထင်ခဲ့ပါဘူးဆိုပြီးတော့ဖွင့်ဟဝန်ခံခဲ့ဘူးတဲ့ဗျ Deal with it, yeah, man, and just because you got money is the answer to certain problems, but it is not the answer to those type of problems. တကယ်တော့သူမဆုံးခင်လာပိုင်းလိုလောက်မှာနေမဲ့ Juice WRLD ရဲ့ဒီဆေးဆွဲရဲ့ပြဿနာဟာတိတိတတ်တာကြီးကိုပို့ပြီးတော့ဆိုးရလာခဲ့ပါတယ်ဗျ Security later it up, and it was like over 20 days he was doing. Yeah. Juice ရဲ့အတန်ဖန် engineer ဖြစ်တဲ့ Maslow က GQ interview တစ်ခုမှာအခုလိုပြောပြခဲ့ဘူးလေဗျကျွန်တော်တို့အားလုံးကသူတောင်းနေတဲ့ဆေးပြားအရေးအတွက်တွေနဲ့ပတ်သက်ပြီးသူ့ကိုပို့ပြီးတော့တတိပေးတားမြစ်တာတွေလောက်လာကြတယ်။အဲ့ဒီအခါမှာသူကအဖွဲတစ်ဖွဲပြီးတစ်ဖွဲနဲ့ဘလောက်တောင်သုံးဆွဲနေလဲဆိုတာကို live ဖြောက်တယ်ကန့်သက်ထားတတ်တယ်။သူက studio ကန်နဲ့ဝင်လာရင်အဲ့ဒီနေ့မှာဘာမှမသုံးဆွဲရတဲ့အတိုင်းဟန်ဆောင်နေပြီးတော့ကျွန်တော်တို့ကတော်တော့လေရှော့အောင်လို့မပြောခင်ဒီအဲ့ဒီမှာပဲဆေးတွေထပ်သုံးတယ်။ပြီးရင်အပေါ်ထပ်တက်သွားပြီးတော့တခြားတငယ်ချင်းတွေနဲ့သွားတောက်စားပြန်ပါတယ်။အဲ့ဒီမှာလေအဲ့အတိုင်းထပ်လောက်တာပဲလို့ Maslow ကဖွင့်ဟဝန်ခံခဲ့ပါတယ်။နောက်ထပ်ဘာပြောသေးလဲဆိုရင်ကျွန်တော်နဲ့တခြားလူငယ်တွေဟာသူ့စီကိုမျက်ရည်အဝိုင်းသားနဲ့သွားပြောခဲ့ကြဘူးတယ်ငါတို့ကမင်းအတွက်တကယ်စိတ်ပူတယ်မင်းသာဒီလိုအကျင့်တွေကိုဆက်လုပ်နေမယ်ဆိုရင်မင်းကိုဆုံးရှုံးရတော့မယ်ဆိုပြီးငါတို့ကြောက်နေကြပြီငါတို့တစ်ခုလုံးမှဖြစ်တော့မယ်ဆိုပြီးတော့ပေါ့အဲ့လိုလိုက်ပြောခဲ့ကြလို့လေ Juice တယောက်ကဒီဆေးဖြတ်တဲ့ကြေးရတွေကိုလိုက်တက်မယ်ဆိုပြီးတော့သဘောတူညီခဲ့ပါတယ်အဲ့ဒီဆေးဖြတ်ဖို့ရချိန်ကို2019ခုနှစ်ဒီဇင်ဘာလ22ရက်နေ့မှာစတင်မှုစီစဉ်ခဲ့တာဗျစိတ်မကောင်းစရာကောင်းတာကတော့သူ့အသက်ကိုဆုံးရှုံးခဲ့စေရတဲ့အဲ့ဒီလင်းပုံမတက်ခင်2ပတ်အလုံးမှာပဲဖြစ်ပါတယ်Juice ကအဲ့ဒီလာထဲမှာဆေးဖြတ်မဲ့နေရကိုသူသွားရမှာပါ Maslow ဆက်ပြောလာခဲ့တဲ့ဟာကတော့သူ့ကိုလှုပ်ရှုံနေစေဖို့ဆေးပြားတွေမတောင်းမိစေဖို့အတွက်ကျွန်တော်တို့ကနေတိုင်းတော်လန်မောင်းဆိုင်ငယ်တွေကိုစီးတာတို့ပြီးရင်ပကြီးဆွဲတာတို့လိုမျိုးအကောင်းမြင်စိတ်ဖြစ်စေမဲ့အရာတွေကိုအစွမ်းကုန်စူးစမ်းပြီးလှုပ်ခိုင်းခဲ့ကြပါတယ်ဒါပေမဲ့ညဘက်စတူဒီယိုထဲရောက်သွားပြီဆိုရင်တော့ဘယ်လိုမှတားလို့မရပါဘူးသူကအဲ့ဒီလို့တကယ်ယူသွတ်ခဲ့တာပါဆိုပြီး Maslow ကပြန်ပြောလာပါတယ်ဒီ
ဒီချက်တွေကိုမြင်အောင်ကြည့်လိုက်မယ်ဆိုရင်ဒီ Juice WRLD နဲ့သူ့ရဲ့လူရှစ်ယောက်ပါတဲ့အဖွဲ့တွေကလင်းစီကိုရောက်လာတဲ့အခါသူတို့စီမှာဒီမြောင်များရှိနေတဲ့တရားမဝင်ပစ္စည်းတွေပါလာတယ်ဆိုတာသိရတာတော့အံ့ဩဖို့ကောင်းမနေပါဘူးလင်းချေရခံစနစ်ဖြစ်တဲ့ Flightway မှတ်တမ်းအရဒီဖွဲ့ကသူတို့ငှားရမ်းလာတဲ့ကိုပိုင်လင်းစီကို3နိုင်ထပ်မင်းနောက်ကျပြီးတော့မှရောက်လာခဲ့ကြတာပါဒါပေမဲ့ HBO ရုပ်သံလိုင်း Into the Best ဆိုတဲ့ Juice ကြောင့်တင်ဆက်နေတဲ့ရုပ်သံစီစဉ်မှာတော့သူ့ရဲ့ဝမ်းခွဲညီကိုတော်ဆက်သူဒီရှောင်းဘေလီကသူတို့တကယ်တော့6နိုင်လောက်တောင်နောက်ကျခဲ့တာလို့ပြောပြခဲ့ပါတယ်ပြီးတော့အဲ့လိုနောက်ကျခဲ့တဲ့အတွက်လည်းလင်းမှုကတကယ်ကိုစိတ်ဆိုးဒေါသထွက်နေတယ်လို့လည်းပြောသွားခဲ့ပါသေးတယ်တကယ်တော့ကိုပိုင်လင်းငှားစီရတဲ့အာသာချက်ကဒီလူဆောင်တာနဲ့လင်းမော်တက်ပြီးချက်ချင်းပြန်တန်းလို့ရတာပါပဲတမန်လေချောင်းလိုင်းတွေလိုမျိုးစောက်ဆိုင်နေစရာမျိုးတော့မရှိဘူးပေါ့ဗျဒါပေမဲ့ဒီဖွဲ့ကကယ်လီဖိုးနီးယားပြည်နယ်ဘန်နိုက်ကွင်းမှာရှိတဲ့လင်းမိုတက်ပြီးတဲ့နောက်မှာတော့ချက်ချင်းထွက်ခွာမသွားသေးပဲ15မိနစ်လောက်ငြိမ်ပြီးထိုင်ဆောင်နေခဲ့ကြပါတယ်အဲ့ဒီချိန်တစ်ခုခုတော့လွဲချော်နေပြီးပုံမှန်မဟုတ်တော့ဘူးလို့အားလုံးကခန်းစားကြရတယ်လို့လည်းပြောလာပါတယ် was acting weird, the stewardess lady was acting weird, and I just felt something off. I got up to like, yo, we should leave. You know what I mean? I got up and walked to the door, and then like, to see if the cars were still there, and I'm like, because I was gonna be like, yo, let's just get off this plane right now. Like, something's not right. အဲ့နေရာမှာတော့အသေးစိတ်ချက်လက်တွေကတိတ်ပြီးမရှင်းပေမဲ့လင်းပေါ်မှာတရားမဝင်ပစ္စည်းတွေပါလာတယ်ဆိုတာကိုလင်းမှုကချီကာဂိုကဥပဒေစိုးမိုးရေးအဖွဲ့တွေစီကိုလှမ်းပြီးသတင်းပေးလိုက်တာဟာအဲ့ဒီအချိန်လောက်မှာပဲဖြစ်လိမ့်မယ်ဗျအဲ့လိုလင်းမှုရဲ့သတင်းပေးတိုင်တန်းလိုက်တဲ့လောက်ရဟာ online ပေါ်မှာတကယ်ကိုအငင်းပွားစရာအကြီးအကျယ်ဖြစ်သွားခဲ့ပါတယ် rapper တယောက်ဖြစ်တဲ့ဒီဘူးစီးပြင် Juice ရဲ့ချစ်သူကိုယ်တိုင်ကပါအခုလိုလင်းမှုရဲ့သတင်းပေးလိုက်မှုကြောင့်ပဲနောက်ဆုံးမှာ Juice တယောက်အသက်ဆုံးရှုံးရတဲ့အထိဖြစ်သွားခဲ့ရပါတယ်လို့ဆွဆွဲပြောဆိုလာခဲ့ပါတယ် I've lost two of the most important people in my life because of ဒါပေမဲ့ Twitter ပေါ်မှာလည်းရှင်းနေတယောက်လိုမျိုးတခြားသူတွေကဘာပြန်ပြောကြလဲဆိုတော့လင်းမူတာသူ့သဘောဆန္ဒမပါပဲဒီလိုတရားမဝင်ဆေးဝါးရည်နဲ့လက်နက်တွေကိုတည်ယူပို့ဆောင်နေရတာဖြစ်ပြီးတော့သူ့အနေနဲ့သူမိသားစုရှိတဲ့အိမ်ကိုပဲဘေးကင်းကင်းနဲ့ပြန်ချင်ရှာတာပါဒါဟာဘယ်လိုနည်းနဲ့မှလင်းမူရဲ့အဖြစ်မဟုတ်ပါဘူးဆိုပြီးတော့လည်းကာကွယ်ပြောဆိုထားကြပါတယ်ဗျတကယ်တော့ Reddit စာမျက်နှာတွေပေါ်မှာလည်းဒီလင်းမှုကအပြည့်ရှိလားမရှိဘူးလားဆိုတာနဲ့ပတ်သက်ပြီးညှင်းခုန်နေကြတဲ့ post တွေကအများကြီးရှိနေတော့ဒီကိစ္စကိုကျွန်တော်တို့ကိုယ်တိုင်ပဲပြောမလဲအခုနားထောင်နေရင်ကောက်ချက်ချကြည့်တာအကောင်းဆုံးဖြစ်လိမ့်မယ်လို့ထင်တယ်ဒါပေမဲ့ဒါတွေအားလုံးကလင်းမှုကပဲရဲတွေကိုသတင်းလှမ်းပေးတဲ့ဆိုရဲဒီဘယ်လိုပြောမလဲယူဆပေါ်မှာအခြေခံထားတာတကယ်တရားဝင်ရဲမှတ်တမ်းတွေမှာတော့ဒါနဲ့ပတ်သက်ပြီးဘာဒီပြုချက်မှရှိမနေပါဘူးအဲ့တော့တခြားကောလာဟာလာယူဆရဘာကိုထောက်ပြခဲ့လဲဆိုတော့ဥရီစိုးမိုးရေးအဖွဲ့ဒီအထူးဖွဲ့ပေါ့နော်အထူးဖွဲ့က Juice ရဲ့လင်းကိုရှာဖွေဖို့ကြိုပြီးတော့စီစဉ်ထားတာလို့ဆိုကြတယ်။ဘာလို့လဲဆိုတော့ဒီဖြစ်ရမတိုင်ခင်9နာရီအလိုတွေမဲ့ဒီ FBI ဖွဲ့ကချီကာဂိုရောက်လာခဲ့ပြီးတော့လူမိုက်ဂိုင်းတွေနဲ့ပတ်သက်နေတဲ့ Shooter Shell လို့ခေါ်တဲ့ဒီ rapper တယောက်ရဲ့အမှုတွေနဲ့ပတ်သက်ပြီးတော့စုံစမ်းစစ်ဆေးနေခဲ့လို့ပါ။အဲ့တော့တရားဝင်ရဲမှတ်တမ်းတွေထဲမှာလည်းဒီရှာဖွေမှုကဒီတရားဝင်ပစ္စည်းတွေနဲ့လက်နက်တွေအတွက်ဖြစ်တယ်လို့ပဲဒီလင်းဖော်ပြထားတာကိုကြည့်မယ်ဆိုရင် Juice WRLD ရဲ့လင်းကိုလိုက်လံရှာဖွေတာအဲ့လူမိုက်ကောင်းတွေရဲ့လှုပ်ရှားမှုနဲ့ဆက်ဆက်တန်တရားရှိလို့ဖြစ်နိုင်ချေရှိပါတယ်ဒီရှာဖွေမှုတွေရဲ့နောက်ကွယ်ကအကြောင်းရင်းကဘာပဲဖြစ်ဖြစ်သိကြတာတစ်ခုကတော့အဲ့ဒီအထူးဆောင်ဆိုင်ရေးအဖွဲ့တွေကလင်းတစ်စည်းလုံးကိုအစားဆုံးတည်တည်ချာချာမရမချင်းချီကာဂိုလင်းဝင်းကနေဘယ်မှလုံးဝထွက်သွားမှာမဟုတ်ဘူးဆိုတာပါပဲပြီးတော့သူတို့ချီကာဂိုပြန်တန်းနေတော့မှာပဲလင်းပေါ်ကလူတွေစီကိုလည်းဒီသတင်းလှမ်းပြီးတော့ရောက်ရှိလာခဲ့ပါတော့တယ် Everything was normal and everything was fine and once we started getting closer to Chicago and we started getting service on our phones our security guard Hen texted the group chat and was basically like here they have a ဒီနေရာက Juice တယောက်ရေအတွက်ကိုတေချာမသိရပေမဲ့ဆေးပြအမြောင်များကိုတောက်တုံးလိုက်တဲ့အချိန်လို့ယူဆရပါတယ်ဗျမီဒီယာရဲ့ဝါဒဖြန့်ဖော်ပြချက်တွေအရ Juice ကအခုလိုမျိုးလောက်ရတဲ့အကြောင်းရင်းကလင်းစင်းတာနဲ့ဆေးဝါးဆိုင်ရာအမှုဆွဲချက်တွေကနေလောက်အောင်ရှောင်ကျဉ်လို့ပါတဲ့အပေါ်ယံ theory ကကြည့်မယ်ဆိုရင်ဒီချက်ကနည်းနည်းအဓိပ္ပာယ်ရှိသလိုပါပဲဒါပေမဲ့ထင်ရှားကြော်ကြားတဲ့လူတော်တော်များများကဒီချက်လုံးဝမမှန်ကန်ဘူးလို့ယုံကြည်ကြပြီးတော့သတင်းတွေမှာဖတ်လို့ကောင်းအောင်လုပ်ဖို့ကြံစီတာလို့ပဲဆိုကြတယ်ဗျဥပမာပြောရရင်နောက်ဆုံးခီးစဉ်နဲ့လင်းပေါ်မှာအတူတူလိုက်လာခဲ့တဲ့ Juice ရဲ့ video ရိုက်တဲ့သူ Chris Long က Twitter ပေါ်မှာအခုလိုမျိုးထုတ်ဖော်ပြခဲ့ပူပါတယ်Juice WRLD ဟာလင်းဝင်းမှာရဲတွေစောင့်နေလို့ဆိုပြီးဆေးပြားတွေအများကြီးကိုတပြိုင်နက်တည်းမျိုးချခဲ့တာလုံးဝမဟုတ်ပါဘူး။ तू ကရဲတွေအဲ့ဒီမှာရှိနေတာကိုခရူးတော်မဆိုင်တာတကယ်လို့လား तू စိတ်ပူတယ်ဆိုရင်အိမ်သားထဲမှာပဲရေဆွဲကြပြီးဖျောက်ပြက်ပစ်လိုက်လို့ရတာပဲ။တကယ်အမှန်တရားတော့ तू ကဆေးကိုတအားဆွဲနေရှာတာပါ။ तू နေတိုင်းတောက်တဲ့အရှိအတွက်တကယ်ကိုမတရားများနေတာကြောင့် तू ဘယ်လောက်တောင်တောက်နေလဲဆိုတာကလည်းဘေးနားကလူအားလုံးနှီးပါးစီကနေလိုက်ဖျောက်ထားခဲ့တာ။ तू ဘေးနားလူတွေအားလုံးကသူ့ကိုရှော့ဖို့အစွမ်းကုန်စူးစမ်းတားမြစ်ခဲ့ကြပါတယ်။ သူဆေးဖြတ်တဲ့ခေကတက်ဖို့သဘောတူခဲ့တော့ကလည်းသူ့ရဲ့ဆေးတန်ခံနိုင်စွမ်းကိုရှော့ချခြင်းုံတတ်တပဲလုံးဝဖြတ်ဖို့ဆန္ဒမရှိခဲ့ပါဘူးတဲ့ Juice knew the
coming, so took a handful of pills, and like that's not what happened. I'm like, Juice did yes, you know what I mean, but he didn't try to hide them, or he knew he wasn't going to get in trouble. He had people around him that were going to take care of. သူမဆုံးခင်လာပိုင်းလိုလောက်ထိသူနဲ့တကယ်ကိုရင်းနှီးရှိခဲ့တဲ့ No Jama Podcast က Upton 22ပါဝင်တခြားသူတော်တော်များများကလည်းဒီဆွဆွဲချက်ကိုပဲထပ်လောင်းတည်ပြုခဲ့ပေးကြတာဗျ I wonder to what extent that story is maybe different. It seems kind of so silly to just take a bunch of when it's like if you were really getting busted with a bunch of a handful of is not going to make a dent in the case. ဒါမှမဟုတ်သူလင်းစင်းတာနဲ့ဒီဖန်စီခံနိုင်ခြေရှိတာကိုသိလို့သူ့ရဲ့စိုးရိမ်စိတ်တွေကိုရှော့ချဖို့အတွက်အဲ့ဒီဆေးပြားတွေကိုပမာဏအများကြီးတောက်လိုက်တာလည်းဖြစ်နိုင်တယ်လို့တစ်ဖက်မှာလည်းလင်းဘောကတခြားပစ္စည်းတွေကြောင့်အနည်းဆုံးတော့တညာလောက်ထောင်ထဲဝင်ရမယ်ဆိုတာကိုသိနေလို့နောက်ပိုင်းထောင်ထဲရောက်ရင်းနဲ့ဆေးပြတ်တဲ့အတန်မခံနိုင်မှဆိုလို့ကြိုတင်ပြီးပမာဏအများကြီးတောက်တာလည်းဖြစ်နိုင်တာပဲသူ့ရဲ့စိတ်ကူကဘာဖြစ်သူ့ရဲ့ဘိုက်ထဲကဒီဆေးတွေရောက်သွားပြီဆိုတော့အဲ့ချိန်မှာသူလည်းနောက်ပြန်လှည့်လို့မရတော့ဘူးပေါ့မနက်စောပိုင်းတနင်္ဂနွေလောက်မှာချီကာဂိုလင်းဝင်းကိုဆင်းသက်ခဲ့ပြီးနောက်ဒီဖွဲ့ဟာလင်းဘောကနေဆင်းသက်လာခဲ့ပြီးတော့ဘယ်သူမှမရှိတဲ့ကိုပိုင်လင်းဆင်းသက်ရာအဆောင်ထိုင်းကုန်တွေမှာဝင်ထိုင်ခဲ့ကြပါတယ်။တရားဝင်ရဲမှတ်တမ်းစီရင်ခံစာရအဲ့ဒီအချိန်မှာရန်တက်ဖွဲ့ရဲ့ဒီအနံ့ခံခွေ K9 dog တကောင်ဟာအေကန်နဲ့မဝင်ခင်ဝင်လာပြီးတော့ရှာဖွေဆက်ဆေးတယ်။အဲ့ဒီခွေကပထမဆုံးပစ္စည်းတင်လဲပေါ်ခီးဆောင်အိတ်တစ်လုံးကိုအနံ့ရခြင်းတင်မဲ့ဒီတန်ရရှိစရာပစ္စည်းပါနေကြောင်းချက်ချင်းအချက်ပြခဲ့တာဗျ။ပြီးတော့အဲ့ဒီအနံ့ခံခွေးတွေကအပြင်ခဏထွက်သွားပြီးတော့ဒုတိယကြိမ်မြောက်ပစ္စည်းတင်လဲကိုရှာဖို့အိတ်ခမ်းမှာတစ်ခေါက်ပြန်ဝင်လာခဲ့တဲ့အခါမှာလည်းဒုတိယမြောက်လဲပေါ်ခီးဆောင်အိတ်တစ်လုံးကိုချက်ချင်းပဲတန်ရရှိကြောင်းထပ်ပြီးအချက်ပြခဲ့တယ်ဒီလိုနဲ့ရဲတွေကပထမဆုံးအိတ်ကိုဖွင့်ကြည့်လိုက်တဲ့အခါမှာတော့ဒီလေဘဲအိတ်တွေနဲ့တေးတေးတက်တက်ထုတ်ပိုးထားတဲ့အစိမ်းအောင်တရွက်ချက်မြောင်များကိုရှာဖွေတွေ့ရှိခဲ့တယ်။ဘာလို့လဲဆိုတော့ Juice WRLD နဲ့သူ့ရဲ့အပေါင်းဖော်တွေကသူကွယ်လွန်သွားခဲ့တဲ့နောက်တစ်ရက်မှာကြားရောက်လာမဲ့သူ့ရဲ့မွေးနေ့အတွက်ကြိုတင်ပြင်ဆင်နေတဲ့အနေနဲ့ဆေးကြောက်စုပေါင်း80တောင်မှခီးဆောင်အိတ်တွေနဲ့ထည့်ပြီးတော့တည်လာကြလို့ပါ This weekend we're going to Chicago to celebrate his birthday. It was just his birthday the other day, but we're going this weekend, Saturday. We're flying out there. We're gonna have a birthday party with his mom and family and friends and stuff like that from out there. So. ဒါပေမဲ့ဒီဝယ်စည်းမှာမိသွားတဲ့ပမာဏကမတရားများလုံးနေတာကြောင့်သူတို့ဘာလို့ဒီလောက်အများကြီးခီးဆောင်အိတ်ထဲကိုထည့်တယ်လာလဲဆိုတဲ့ပေါ့ online ပေါ်မှာတခြားကောလာဟာလာတွေအများကြီးထွက်ပေါ်လာခဲ့ပါတယ်။အဲ့ဒီတွေကတခုကတေချာစဉ်းစားကြည့်မယ်ဆိုရင်နည်းနည်းလေးရုပ်တည်မရှိသလိုခံစားရတယ်ဗျ။ဘာလို့လဲဆိုတော့ဒီပစ္စည်းတွေကချီကာဂိုရောက်ရင် Juice ရဲ့ချစ်သူရောင်းချဖို့အတွက်တည်လာတယ်ဆိုတော့ကောလာဟာလာတစ်ခုပဲဖြစ်ပါတယ်။ဒါ Squid Rhinos လို့အမည်ရတဲ့ online အသုံးပြုသူတစ်ယောက်က Twitter ပေါ်မှာဒီ Juice မဆုံးပါခင်သူ့ရဲ့ချစ်သူဖြစ်ခဲ့တဲ့အလီလီယွန်ကိုရည်ညွှန်းပြီးတော့အခုလိုအိတ်ဖွင့်ပေးခဲ့ရတာနေစတာပါ။အလီယာနာမည်ကြီးတရားမဝင်ပစ္စည်းရောင်းဝယ်မှာတယောက်ဖြစ်ပြီးတော့ Juice ရဲ့ကွယ်လွန်မှုမှာလည်းသူပါဝင်ပတ်သက်နေနိုင်တယ်လို့ဆိုလာတယ်။အဲ့ဒီ post ထဲမှာအလီယာလွန်ခဲ့တဲ့2019နောက်ထဲကပြင်းထန်တဲ့ဒီစိတ်ကြဆွေးဝါးတွေပြည်ပကနေတရားမဝင်တင်သွင်းမှုနဲ့တရားရုံးရောက်ခဲ့မှုကြောင့်အမှုတွဲစာရွက်စာတမ်းတစ်ခုကိုပါတက်သေးခံဖြစ်ပြခဲ့တာဗျ။ဒီကိစ္စနဲ့ပတ်သက်ပြီးတော့အလီယာအဲ့ Twitter ပေါ်က post ကိုငါအဲ့ဒီဆေးတွေကိုတခါမှမမြင်ခဲ့ပါဘူး။ပြီးတော့အဲ့ဒီဆေးက address ဆိုတဲ့အာယုံစူးစိုက်မှုကောင်းတဲ့စိတ်တစ်မျိုးပဲဖြစ်ရမယ်။ထပ်ပြောရရင်ဒီစာရွက်စာတမ်းတွေကငါနဲ့ဘာမှမဆိုင်ဘူး။ငါတော့ဒါအတွက်ကြောင့်ပဲအေးပြတ်ခံနိုင်မှာဘူးဆိုပြီးတော့ပေါ့။ဒါပေမဲ့ဒါရဲ့အားနည်းချက်ကဘာလဲဆိုတော့အဲ့ဒီတရားရုံးစာရွက်စာတမ်းတွေကိုတတိချာချာလေးဖတ်ကြည့်လိုက်မယ်ဆိုရင်အဲ့ဒီထဲမှာတရားခံကိုအမေရိကန်အချင်းထောင်ဦးစီးဌာနရဲ့ထိန်းသိမ်းမှုအောက်မှာလာပေါင်း30ပြောရင်နှစ်ခွဲတီပေါ့ထောင်ချခံစီဖို့အမိန့်ချမှတ်ထားတာကိုတွေ့ရနိုင်မယ်ဗျ။စဉ်းစားကြည့်လိုက်လေတကယ်လို့အလီယွန်သာ2018ခုနှစ်ဩဂတ်လမှာထောင်နဲ့နှစ်ခွဲနဲ့တကယ်အမိန့်ချခံခဲ့ရတာဆိုရင်ထောင်ထဲမှာရှိနေရမယ်2019ကုန်ပိုင်းလောက်မှာသူကအပြင်မှာလွတ်လွတ်လပ်သွားလာပြီးတော့ဓာတ်ပုံတွေဘယ်လိုလုပ်တင်နိုင်မှာလဲပြီးတော့အဲ့နှစ်ခွဲလောက်ထောင်နံတာတကယ်ဆိုရင် Juice နဲ့ Ellie တို့ရဲ့တတွဲဖြတ်တန်းခဲ့တဲ့အချိန်ကြီးတစ်ခုလုံးဟာလေဒီထောင်ရဲ့အနောက်မှာပဲဖြစ်နေရမှာလေအဲ့တော့ဒီကုန်ကူးမှုဟာတခြား Ellie Charlion ဆိုတဲ့သူတယောက်ရဲ့ကိစ္စဖြစ်ပြီးတော့ Juice ရဲ့အချက်တုံနဲ့လုံးဝမဆိုင်တဲ့အလွဲမှားတစ်ခုပဲဆိုတာတေချာတလောက်ရှိသွားပြီမို့ Juice WRLD ကွယ်လွန်ခဲ့တဲ့အိမ်တွေကိုပြန်သွားကြအောင်လင်းခွေးရဲ့အဲ့ဒီကိုပိုင်အိမ်ခန်းမာတွေမှာရဲတွေကသူတို့လှုပ်ဝက်ပြီးတော့တည်လာခဲ့တဲ့တရားမဝင်ပစ္စည်းတွေတစ်ခုပြီးတစ်ခုရှာဖွေထုတ်ဖော်နေတဲ့အချိန်မှာပဲ Juice WRLD စီမှာတကယ်ကိုအစည်းအဝေးဆိုင်ရာအရေးပေါ်အခြေအနေတစ်ခုစတင်ဖြစ်ပွားလာပါတယ် Juice တယောက်ခန္ဓာကိုယ်တစ်ခုလုံးတုန်တက်လာပြီးတော့အတက်ယောဂလိုမျိုးပြင်းပြင်းထန်ထန်ဝေဒနာကိုခံစားနေရတာပါအဲ့ဒီခါမှာတော့ရဲတွေက Juice မှာဘာယောဂခံရှိတယ်ပြီးတော့တစ်ခုတောက်ထားသုံးထားတာရှိလားဆိုပြီးသူ့ချစ်သူ Ellie ကိုချက်ချင်းမေးကြတာပေါ့အဲ့ဒီဘက်ကလည်း Juice မှာဘာယောဂခံမှမရှိပါဘူးဒါပေမဲ့သူကအကြိုက်ခဲပျောက်ဆေးတွေကိုသုံးစွဲနေပြီးဒီဆေးဆွဲတဲ့ပြဿနာကိုပြင်းပြင်းထန်ထန်ရှိနေတယ်လို့လည်းပြောလာပါတယ်အဲ့လိုတီးလိုက်ရလို့လည်းရဲတွေကဆေးလုံချုံဖြစ်သွားတာကိုတားဆီးဖို့အတွက်နာခံလို့ခေါ်တဲ့အရေးပေါ်ဖြည့်ဆည်းနှစ်ချက်ကိုချက်ချင်းထိုးပေးခဲ့ကြတယ်ဗျ
seemed like all the that just didn't give a shit. Like they sat there very nonchalantly and like Allie's screaming to call 911. juice တရားကိုစိတ်လုံးကြုံဖြစ်သွားပြီဆိုတာကိုသိလိုက်ရတဲ့နောက်မှာတော့သူ့ကိုဒီသက်ဆိုင်ရာစီးပတ်ဆိုင်ရာဗဟုဌာနတစ်ခုစီကိုအရေးပေါ်ပြေးလွှာခေါ်ဆောင်သွားခဲ့ကြပါတယ်။ဒါပေမဲ့စိတ်မကောင်းစွာနဲ့ပဲမနက်ပိုင်း3 နာရီ14မိနစ်မှာတော့သူကွယ်လွန်သွားခဲ့ပြီဖြစ်ကြောင်းဆရာဝန်တွေကတရားဝင်ကြေညာခဲ့ပါတယ်။နောက်ပိုင်းရှင်ခွဲစစ်ဆေးချက်အစီအစဉ်အရသူကွယ်လွန်ခဲ့ရတဲ့အဓိကအကြောင်းရင်းဟာအောက်ဆီကိုရုံးရဲ့ကိုရင်းလို့ခေါ်တဲ့အကြိုက်ခဲပျောက်ဆေးတွေရဲ့အစိတ်တောက်ဖြစ်မှုကြောင့်မတော်တဆအသက်ဆုံးရှုံးခဲ့ရတာလို့အတည်ပြုခဲ့ပါတယ်။ Okay ဒီဖြစ်ရဟာ Juice WRLD ရဲ့ဘဝကိုစိတ်မကောင်းစရာကောင်းအောင်အဆုံးသတ်သွားစေတာမှန်ပေမဲ့လည်းတစ်ဖက်မှာတော့ Juice WRLD ကတကယ်ပဲမသိသေးပါဘူးဘဝတစ်ခုနဲ့အသက်ရှင်နေသေးပါတယ်ဆိုတော့လောဝက်ဆန်းကျဲတဲ့ကောလာဟာလာတွေစတင်ပြီးပေါ်ထွက်လာခဲ့တယ်ဗျ I may sound but please listen up. I don't believe Juice WRLD. Here's why. ဒီလိုကောလာဟာလာတွေကိုယုံကြည်တဲ့သူတွေက Juice WRLD ရဲ့လွန်ခဲ့တဲ့2018ခုနှစ်ကတင်ခဲ့မှုတဲ့ Twitter post တစ်ခုကိုအထောက်အထားအဖြစ်ထောက်ပြခဲ့ကြပါတယ်အဲ့ post ထဲမှာသူကငါရဲ့ရီမန်းချက်ကတော့ဒီမတရားနာမည်ကြီးလောက်အောင်လုပ်မယ်နှစ်နှင်းငယ်ကြာလာရင်တောက်ပပြီးတော့သူပျောက်သွားမယ်ဆိုပြီးတော့ရေးထားခဲ့မှုတာပါဒါပြင်ဒီ legend ဆိုတဲ့တခြင်းထဲမှာလည်းဒီ Juice WRLD က28နှစ်အရွယ်မှာကွယ်လွန်တက်ကြတဲ့အမှုပညာရှင်များအဖွဲ့ဒီ27 Club ဆိုတာကြီးကဘာကြီးလဲငါကအသက်22နှစ်ကျော်အထိတောင်အသက်ရှင်မှာမဟုတ်ဘူးဆိုပြီးဆက်ဆိုခဲ့ကြသေးတယ်ဗျတက်တိုက်ဆန်ဆိုင်ပဲ Juice ကသူ့ရဲ့အသက်22နှစ်ပြည့်မွေးနေ့ပြီးချင်း6ရက်အလုံးမှာတင်တကယ်ပဲကွယ်လွန်သွားခဲ့တာကိုကြည့်ရင်ဒါတကယ်ကိုစိတ်ဝင်စားဖို့ကောင်းတဲ့ချက်ပဲဖြစ်ပါတယ်နောက်ပြီးတော့ August are the same ဆိုတဲ့ဒီတခြင်းထဲမှာလည်းသူကိုယ်တိုင်ဂျွန်လန်လုံးလို့ခံစားရတယ်လို့ထည့်ဆိုခဲ့ဖူးပါသေးတယ်အဲ့အချက်ကိုလည်းဒီကောလာဟာလာပြောတဲ့သူတွေကအခိုင်အမာထောက်ပြကြပါသေးတယ်။ဖောက်လေဆိုတော့သူတို့နှစ်ယောက်လုံးကဒီဇင်ဘာလ10ရက်နေ့မှာပဲတူတူကွယ်လွန်သွားခဲ့ကြလို့ပါ။ဒါဒီမဲလားဆိုတော့မဟုတ်သေးဘူးဗျဒီရင်တော့က Juice WRLD နဲ့တချင်းတူတူလုပ်ခဲ့ဘူးတဲ့ဒီ Clever လို့ခေါ်တဲ့အနုပညာရှင်တယောက်က2021ခုနှစ်အစောပိုင်းလောက်မှာ Crazy ဆိုတဲ့ album တစ်ခုထုတ်ခဲ့ဘူးတဲ့။အဲ့ album ထဲမှာပါတဲ့တချင်းအားလုံးရဲ့ရှေ့ဆုံးစလုံးတွေကိုစုလိုက်မယ်ဆိုရင် Juice WRLD is alive ဆိုပြီးတော့ဒီစာကြောင်းလေးဖြစ်လာတာကိုတွေ့ရပါတယ်။ဘာလို့လဲဆိုတော့ဒီ Juice WRLD ကအသက်ရှင်နေတော့ပေါ့ကဲအဲ့ဒီတော့တကယ်လို့ဒါသူမဆုံးသေးဘူးဆိုရင်သူဘယ်ကိုရောက်နေမှာလဲအဓိကထွက်နေတဲ့ကောလာဟာလာတစ်ခုကတော့ Juice ဟာဘာမှကျွန်းစုလို့ခေါ်တဲ့နေရာမှာနေထိုင်နေတယ်ဆိုတာပါပဲဒီကောလာဟာလာဟာ2019ခုနှစ်အောက်တိုဘာလတုန်းကသူကိုယ်တိုင် Instagram ပေါ်မှာတင်ခဲ့တဲ့ခီးဆောင်လေးရင်တစ်စင်းရဲ့ပုံကနေစတာဗျအဲ့လင်မှာ N999EH ဆိုတဲ့နံပါတ်ပါပြီးတော့အဲ့လင်ရဲ့သွားလာမှုမှတ်တမ်းကိုလိုက်ကြည့်လိုက်တဲ့အခါ Juice ကွယ်လွန်တဲ့ရက်မှာပဲအဲ့လင်ဟာ LA ကနေချီကာဂိုပြန်တမ်းမဲ့စာဒီဘာဟာမကျွန်းစုရဲ့နာဆောမြို့စီကိုပြန်တမ်းသွားခဲ့တာလို့တွေ့ရပါတယ်ဒါပေမဲ့ဒီကောလာဟာလာရဲ့အားနည်းချက်ကဘာလဲဆိုတော့အဲ့ဒီ N999EH လင်ဟာလင်ငှားရမ်းတဲ့ company တစ်ခုပိုင်နဲ့လင်ဖြစ်ဖို့ရာခိုင်နှုန်းတအားများပါတယ်ဖြစ်တဲ့နေ့မှာဒီဘာဟာမာကိုအဲ့ဒီလင်ပြန်တန်းသွားတဲ့သူကဘာသူမဆိုဖြစ်နေနိုင်တာပဲလေတကယ်တော့ဒီလိုအချင်းမြင့်မရှိတဲ့ကောလာဟာလာတွေကိုတိတ်ပြီးတော့အာယုံစိုက်မနေတာအကောင်းဆုံးဖြစ်မယ်လို့ထင်နေဗျဘာလို့လဲဆိုတော့ဒီလိုတွေးတောမှုတွေက Juice ရဲ့တကယ်ဝမ်းနည်းစရာကွယ်လွန်မှုကိုမျက်မြင်ကိုယ်တွေ့ကြုံတွေ့ခဲ့ရတဲ့သူတွေအတွက်ရိုင်းဆိုင်ရကြနေလို့ပါပြီးတော့သူ့ရဲ့ရင်းနှီးတဲ့အတိုင်းဝိုင်းဂျားတွေကလူတွေရဲ့တကယ်ရှင်ကွဲမဲ့တဲ့ခန်းစားချက်တွေကိုကြည့်ရင်ပဲ2019ခုနှစ်ဒီဇင်ဘာလ10ရက်နေ့မနက်3:14မိနစ်မှာသူတကယ်ပဲဆုံးပါသွားခဲ့ပြီဆိုတာကိုသက်သေပြဖို့လုံလောက်တဲ့အထောက်အထားဖြစ်နေပါပြီ။ကဲ Juice WRLD ရဲ့အမှုလေးကတော့ဒီလောက်ပါပဲ။နောက်ထပ်ဗီဒီယိုတွေမှာအမြန်ဆုံးပြန်တွေ့ချင်ပါတယ်။ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe မလုပ်ရသေးရင်လုပ်သွားပေးဖို့အတွက်တောင်းဆိုလိုက်ပါတယ်။အားလုံးပဲနေကောင်းကြမှာရှိကြပါစေ။ See you ပါ။